ကျွန်တော်အပါဝင် TikTok မှာ video content တွေဖန်တီးနေတဲ့သူတိုင်းကတနည်းမဟုတ်တနည်းနဲ့ဝင်ငွေတွေရတယ်။ဘာမှမတင်မဲနဲ့ဒီတိုင်းကြည့်နေတဲ့မိတ်ဆွေတို့ကသာ internet ဖိုးတွေအချိန်တွေ attention တွေလကားကုန်နေရဗျ။အမှန်တော့မိတ်ဆွေတို့က consumer ဖြစ်နေတာဗျ content တွေကိုစားသုံးတဲ့သူပေါ့နော်တကယ်ဖြစ်တင်တာမိတ်ဆွေတို့က creator ဖြစ်တင်တာ content ဖန်တီးတဲ့သူကိုကဖန်တီးတဲ့အခါကျမှတနည်းမဟုတ်တနည်းဝင်ငွေရနိုင်မှာ content ဖန်တီးတဲ့သူတယောက်ဖြစ်ဖို့အတွက်ဒီနေ့ခေတ်မှာ digital marketing ပိုင်းအကုန်လုံးသိစရာမလိုဘူး design ပိုင်း video creation ပိုင်းနဲ့ content ဘယ်လိုတိစောက်မလဲဆိုတော့သေချာသိရင်ပဲကျွန်တော်တို့ကလုပ်လို့ရတယ်ဆိုတော့ ice skill တွေအားလုံးကို cover ဖြစ်ပေမဲ့အတန်းတွေကျွန်တော်မှာရှိတယ် content creator essential Canva for creator နဲ့ video editing ကိုကတ်နဲ့လုံးဝအခြေခံစတင်ပေးတဲ့အတန်းတွေပေါ့ဗျာအတန်းအားလုံးက online ကနေလေ့လာမှာဖြစ်ပြီးတော့ website application တွေဒါမှမဟုတ် Facebook group ကနေပြီးတော့လည်းလေ့လာလို့ရတယ်ဗီဒီယိုတွေကြည့်မယ်မသိတာရှိရင်ကျွန်တော်ကိုမေးလို့ရအောင်လည်းစီစဉ်ပေးထားတဲ့အပြင်သင်တဲ့အားလုံးပြီးသွားပြီဆိုရင် certificate လည်းထုတ်ယူလို့ရပါတယ်တကယ်တော့ခုနကပြောထားတဲ့အတန်းတွေပဲမဟုတ်ဘဲနဲ့သူများထက်ရှေ့တလှမ်းတာခြင်းနဲ့ဆိုရင်တော့ AI ဘန်းကိုတေချာသိထားဖို့လိုတယ်အဲ့ဒီတော့လည်းကျွန်တော်မှာ AI essential အတန်းလေးကိုစီစဉ်ပေးထားပါတယ်အခုပြောခဲ့တဲ့ content creation အတွက်လိုအပ်တဲ့ skill တွေကိုလေ့လာခြင်းနဲ့ဆိုရင်တကယ်လို့မိတ်ဆွေတွေ TikTok ကနေကြည့်နေတယ်ဆိုရင်ကျွန်တော် account bio မှာ Telegram link လေးချပေးထားတယ်အဲ့ကနေတစ်ဆင့် channel ဝင်ပြီးတော့ကျွန်တော်ကိုဆက်သွယ်မြင်မြန်လို့ရတယ်လို့ Facebook ကကြည့်နေတယ်ဆိုရင်တော့ကျွန်တော် page ရဲ့ Messenger ကနေဆက်သွယ်စုံစမ်းလို့ရပါတယ်တကယ်လို့ဖုန်းနံပါတ်ကနေဆက်သွယ်ခြင်းနဲ့ဆိုလည်းအခုဖော်ပြထားတဲ့ Viber နံပါတ်ကနေပြီးတော့ direct ဆက်သွယ်ပြီးတော့မြင်မြန်လို့ရပါတယ်အားလုံးပဲခုလိုနားထောင်ပေးလို့တဲ့ကျေးဇူးများတင်ပါတယ်